Ay, la peleo to, la peleo to, la peleo to, iPhone လေးအားလုံးပဲမင်္ဂလာပါများကျွန်တော်ကတော့လူကြီးမင်းတို့တိထားတဲ့အတိုင်းပဲတိုင်းပေါ်တက်လာတဲ့ဗီဒီယိုပိုင်းစားတွေကိုစူးစီးတင်ဆက်ပေးတဲ့ကိုဆိုင်မှာဆိုတော့ဒီကနေ့ကတော့ချစ်သူများနေ့ဖြစ်တာနဲ့အညီလူတော်တော်များများကိုယ့်ရဲ့ကောင်မလေးကိုယ့်ရဲ့ကောင်လေးနဲ့အဲ့လိုမျိုးပန်းစည်းတွေပေးတာတို့ချောကလက်တွေအဲ့လိုမျိုးပေးတာတွေဘာညာလုံနေကြတဲ့အချိန်ခါမှာကျွန်တော်ဗီဒီယိုကြည့်နေနိုင်တယ်ဆိုတော့လူကြီးမင်းတို့ကစော်မချိဘဲမချိစော်ပစ်ကောင်ဘဲပြစ်မတွေဖြစ်မယ်လို့ညွှန်လင်းပါတယ်စတာနော်โอเคဆိုတော့အဲ့လိုမျိုးချစ်သူရည်စားမရှိတဲ့သူတွေအတွက်ဘယ်လောက်ထိလွတ်လပ်ခွင့်ရတယ်အဲ့သူတွေအတွက်ဘယ်လိုဗီဒီယိုတွေရှာပေးထားတယ်ဆိုတာကိုလူကြီးမင်းတို့သိအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင်နော်ရည်စားမရှိတဲ့သူတွေစော်ပစ်ကောင်တွေဘဲပြစ်မရဲ့အတွက်ကျွန်တော်တီးသက်ရှာပေးဆက်ပေးတာပါလေโอเคဆိုတော့ချိုးလိုက်ကြအောင်ဗျာရှုပ်ကုန်ပြီဟေ့ရေးဘလူလေးတော့ဘလူလေးဖြစ်ကုန်ကြပြီတော့အဲ့တော့ဘာအယောင်လေးလေမြင်လိုက်ကြလားဘာအယောင်လေးလေအထက်ရှိမှမှတ်မိအောင်လူကြီးမင်းတို့နောက်ခါထပ်ပြမယ်တိကျမှတ်ထားတော့ဘာအယောင်လေးလေပြမယ်မှတ်မိကြပြီလားဟမ်အဲ့တော့လူကြီးမင်းတို့မြင်လိုက်ကြလားဘာအယောင်လေးလဲကျွန်တော်အမြင်နဲ့တွေးရမယ်ဆိုရင်တော့အဲ့ဒါပြောပါတယ်စောမရှိဘဲမရှိတဲ့သူတွေအတွက်ဒီကနေ့ကတကယ်ကောင်းမွန်တဲ့ရလက်တွေကိုပြီးစွမ်းတဲ့နေ့လို့နော်တကယ်တရားကြည့်သားဒါတွေကမြင်ခွင့်ရှိလို့မြင်ရတာကုတုကံထူးလို့မြင်ရရင်နော်ဒါလည်းမေးပါမှာဘာအယောင်လေးလဲသမီးဘယ်ကနေပြန်လာလဲကျော်ရချောကလက်ကျွေးမယ်ဆိုပြီးလိုက်သွားတာအဲ့နဲ့ချောကလေးပါမလဲသူ့ပြန်ပေးခဲ့တယ်မကြိုက်လို့တော့ကလည်းမကြိုက်တယ်ပြခဲ့တယ်ထွက်လာလဲခုကကြက်သီးတွေမရှိတော့ဘူးအင်းကြီးကျော်ရရန်ဆိုးတယ်ကျော်ရရန်ဆိုးတယ်အဲ့ဘာတော့မှဆိုတော့ချစ်သူများနေမှာတွားပြီးတော့ကောင်လေးနဲ့တွားတူးတဲ့ချိန်မှာကောင်လေးကလို့ပဲပြောလိုက်တယ်ကြည့်ပါဦးကြော်ကြီးတော်ဆိုးတာပဲเนาะအဲ့တော့ကျွန်တော်ဗီဒီယိုကြည့်တဲ့မှာကြော်ကြီးဆိုတဲ့သူများပါလာဒါမှမဟုတ်ကြော်ကြီးရဲ့တငယ်ချင်းတွေများပါလာပိုင်လဲသတိလေးပါလေးပြလိုက်ကြပါဦးကွာကိုယ့်ရဲ့ကောင်မလေးကိုအဲ့လောက်ကြည့်တော့မလုပ်ပါနဲ့လို့အကုန်လုံးနဲ့ရွေးချယ်တာငါ့ကိုရွေးချယ်ပါတယ်ပြောတော့တယ်ပြီးငါ့ကိုတားချစ်တာပဲငါ့မှာတူချစ်လို့မနဲ့လေးနိုင်ခွင့်ဆောင်းရည်မှာထားလာညောင်ကြီးကောင်မလေးကအရန်ချစ်လို့မနဲ့၄နာရီတောင်မှစောင်းရသည်မှာထလာတယ်ဆိုတောင်းချစ်ချင်းမျိုးတော့မဟုတ်ဘူးနော်ရောင်ကြီးဒါနဲ့ကောင်မလေးဘာဖြစ်လို့အထားခဲ့ခံရလဲတော့မသိဘူးဆက်ပြီးတော့နားထောင်ကြည့်အောင်နော်ဆက်စုစိန်လောက်တာပေါ့ကွာနားထောင်မယ်အကုန်လုံးနဲ့ရွေးချယ်တာငါ့ကိုရွေးချယ်ပါတယ်ပြောတော့တယ်ပြီးငါ့ကိုတားချစ်တာပဲငါ့မှာတူချစ်လို့မနဲ့လေးနိုင်ခွင့်ဆောင်းရည်မှာထားလာစပါလာဘာလို့လဲနေကိုမရှိတဲ့သူနဲ့ခံစားမနေနဲ့တော့ဘာလို့မှာသူကရင်ဖွင့်နေတာသူတငယ်ချင်းအောင်easy go ကြီးပေါ့ဘာခံစားလဲအေးပေါ့နေကနေနိုင်ပါဘောနေစစ်တယ်နဲ့နေရတော့နားပါတယ်ကွာနော်ရောင်ကြီးပြောလိုက်တာလည်းပြန်မလာတော့ဘူးတဲ့ငါစီငါအဲ့လိုမကြခင်နေငါမလာခဲ့အဲ့နေရငါတို့စကားများခဲ့မယ်ဆိုငါတကယ်လို့ဆောင်မတော့ခဲ့ပါဘူးအဲ့ကတည်းကငါမရှိခဲ့ငါသူ့ပါအဲ့လိုလေးရေးလိုက်အောင်ငါပြတ်သွားလိမ့်မယ်လို့သူကငါ့ကိုမတရားချစ်တဲ့ပုံစံနဲ့စပ်ပါမလို့ရိုက်နေတာအဲ့ရေးတနာစရာပါကွာနော်ကောင်လေးကသူ့ကိုအရန်ချစ်တဲ့ပုံစံနေပြတော့တုံတောင်မဲမနာပဲသူကရစ်လိုက်တော့ကောင်လေးကတကယ်စိတ်ဆိုးပြီးသူ့ကိုထားသွားတယ်နောက်ဆုံးပြက်သွားတဲ့အဆင့်တောင်ဖြစ်သွားတယ်နော်တနာပါတယ်တချို့သောအရာတွေကလည်းကိုချစ်တဲ့သူနဲ့မနေရခြင်းကိုချစ်တဲ့သူနဲ့ကြွေကွဲရခြင်းဒါဒုက္ခတစ်မျိုးပဲဆိုတာဒါတွေပဲနော်မင်းတို့ထောင်လာချစ်သားမယ်ဟေးနေတိုးဘိုင်းတော့ညောင်ကြီးဒေဒီဦးရေတယ်ညောင်Yeah boy အေးချမ်းမောင်ဘယ်ရောက်နေလဲအေးချမ်းမောင်ဘာပိုင်းတကွန်အဲ့တကူတော့မချောင်းဘူးနော်ပိုင်းတကွန်ရေမြင့်ညောင်ကြီးဘာမှမလုပ်ပါလားညောင်
အောင်ရေရုပ်ရှင်မင်းသားတွေလုံးဝမချောင်ကျန်းမြင့်မြတ်တဲ့နေတိုးတဲ့ပြည်တီဦးတဲ့အေးရှမ်းမောင်တဲ့နောက်ပြီးပိုင်တကူလေးလည်းပါသေးရဲ့အဲ့ဒီမှာမြင့်မြတ်ကြီးကတော်တော်ကျန်းတာကွာဒါလို့ကြောင်ကြီးကြောင်ကြီးအတိတ်ကိုပြန်တွေးကြည့်တဲ့အခါဆိုတော့ကျွန်တော်တို့လည်းဒီလားအရန်ကိုကန်ကောင်းတဲ့လူသားတွေလို့ပြောရမှာဒီလားမြန်မာပြည်မှာမွေးဖွားပြီးတော့မြန်မာပြည်မှာလူဖြစ်ရတာဘယ်လောက်ထိကန်ကောင်းလဲတခြားကြည့်စမ်းဒါမျိုးတွေကပတ်စံပေးပြီးကြည့်စရာမလိုဘူးအရင်တော့ဆိုလဲရှိပါတယ်လူအောင်တို့ပြီးလို့ရှိရင်နမ်းမွေစန်းတို့အင်စာဝင်းကျော်တို့အခုဆိုလို့ရှိရင်လည်းဒီမဲ့နမ်းဝေမြင့်เนาะအရင်တော့ဓမ္မစကူးဆရာမလေးအခုဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ကူးနဲ့မှန်းစရာမလိုသူကိုယ်တိုင် public area မှာရှပြီးတော့မိုက်တယ်ဒါကတော့ကုသရှင်တွေပဲကြည့်ခွင့်ရပါဘောเนาะဆက်ပြီးတော့ကြည့်အောင်ကြောင်ရေတရှင်းနဲ့ကွာသူ့ဝေဆိုင်နဲ့ကြောင်ရေဒီပါကွာကြောင်ရေမိုက်တာဗောနော်နေပါသူကပကံလန်းကစောင့်နေမယ်ဆိုပကံလန်းမှာစောင့်နေရတော့လက်ခံတယ်လားပကံလန်းမှာတကယ်လို့စောင့်နေတဲ့ပုံစံကြီးဘောင်းမီရကွာဒီလားဒီမှာကျိုးတွေကချိတ်ပြီးတော့ဒိုင်းဆွဲတာကွာတကယ်လို့ကျိုးလေးတာတစ်ခုအစပြတ်ထားတော့ဒါမှမဟုတ်အစလေးလွတ်သွားတာမျိုးဆိုရင်တော့အကောင်ကြီးတော်တော်လေးကိုလို့ပြောစရာကြီးเนาะအဲ့တော့နန်းဝင်မြတ်မကောင်းလားဆိုတော့ကောင်းပါတယ်ကျွန်တော်တို့လိုအမျိုးသားဒုကြီးအတွက်သူ့ရဲ့ဒီ body ဘလို့အနေထားချိတယ်ဆိုတော့ကျွန်တော်တို့အခမဲ့ချပြပေးတာဒါကျွန်တော်တို့အတွက်ကောင်းမွန်တဲ့ရလဒ်တစ်ခုပါကျွန်တော်လည်းကောင်းမွန်တဲ့အရာတွေခံစားရတာဒါမျိုးတွေလည်းပါတယ်ဆိုတော့နန်းဝင်မျိုးတခုတော့မေးချင်ပါတယ်တကယ်လို့ပကံလန်းကိုသွားမယ်ဆိုရင်တော့အဲ့လိုမျိုးကျိုးဖြုတ်လို့ရမယ်ဘောင်းမီလီတော့ဝတ်မသွားပါနဲ့လေတကယ်လို့သာကျိုးဖြုတ်လို့ရမယ်ဘောင်းမီလီဝတ်သွားရင်လေပကံတော့ရောက်မှာမဟုတ်ညောင်ဦးအဝင်နေကျေကွာနော်ရောင်ရေနန်းဝေမြင့်အောင်ပကံလန်းလျှောက်ဖို့အတွက်သူပြင်ဆင်နေပြီဆိုတော့အကောင်ရေကျွန်တော်တို့ဒီကပကံလန်းစောင့်နေရမဟုတ်တော့ညောင်ဦးအဝစောင့်နေရမယ့်ပုံစံဖြစ်သွားပြီဘာလို့လဲဆိုတော့ပကံဟိုသွားအဲ့ဒီပုံစံနဲ့ရောက်သွားလို့ကတော့အယူရရှာအတားရရှာအယူတော့ကြံမှာမဟုတ်ကွာနောက်ဆုံးတနေ့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ဒီကအယိုးလေးအသားလေးမိဖို့အတွက်ပကံလန်းကိုသွားတဲ့နေရာမှာညောင်ဦးအဝစောင့်နေလိုက်โอเคဆိုတော့ကျွန်တော်ဗီဒီယိုကိုဒီညအတွက်ကြည့်ရှုအားပေးခဲ့သူအပါကိုကျေးဇူးအထူးပဲရှိပါတယ်ဆိုတော့ထုံးစံတိုင်းနောက်နဲ့ရက်နားမှာဖြစ်တဲ့အတွက်နောက်နေ့တွေမှာထပ်ပြီးတော့အောက်နဲ့တူရက်ဆုံးကြအောင်ဗျာပြောစရာကောင်းတဲ့ချစ်သူများနေလေးကြည့်ကြပါစေဘိုင်ဘိုင်